နေမှာနော်ဒီနေ့ကတော့အပြင်သွားကြလေရှိလို့နော်ဖလာလေးရလိုက်တာဖြစ်ပါတယ်ဘောတော့ဖလာမရလေးကြာပြီမလို့လော်လေးပေးရမှာပါနော်โอเคတော့ခုတော့မယ်နော်ဟိုတော့သွားနေပါပြီဒီမှာဆိုရင်ကျွန်တော်အစကားနဲ့သွားနေတာပေါ့အစကားနဲ့နံပါတ်တိုင်းတော့မနိုင်တော့ဘူးစီရဟိုကလည်းနည်းနောက်ကျနေပေါ့လက်ရှိငါလိုက်တော့ဘယ်မှာတူဘာလဲမစားမစားလားမစားရေတော့မစားဘူးကျွန်တော်ရှမ်းကောင်းကျွဲဆိုင်မှာစားပြီးသွားပြီဆိုတော့အခုလာအကြောင်းအားနေပါတော့ဒါကတော့ဟိုစားအကြောင်းပွဲအတွက်ပေါ့နော်ဒါအောက်ထုတ်တိုင်းတာပေါ့နော်ဒါပြီးတော့ဒီကကျတော့အင်ကြီးရှည်တိုင်းတာပေါ့နော်တော့ကြာကြီးရဲ့ကိစ္စတွေလုပ်ပြီးပြီဆိုတော့ဘာလဲလို့လာစားနေရဖြစ်ပါတယ်ဘာလို့ဘာမျက်လုံးကဘာလို့ဆိုင်နေမှာစားတင်ဆုံးမရပါဘူးစားကြည့်ပါဆောင်းမိုက်ပါတယ်ပိတ်လာပါလားတော့စားတော့ကောင်းနေအခုတော့ကျွန်တော် SP ပဲရောက်ပါတော့ဂိုင်းပါလေးပြောပြတယ်ပါဘောလေးပါလေးစားပြီးပြန်ပါပြီဆက်လည်းကုန်ပါတော့ကျွန်တော်ဟိုကလောကိစ္စလည်းပြီးသွားပြီဆိုတော့ပြန်နေပြီနော်နောက်ပတ်စားစီပြီးတော့လမ်းနဲ့ရောက်နေပါပြီအေးအောင်မှဆက်တွေ့ပါမယ်ဘိုင်ကျွန်တော်တို့အိမ်ပြန်ရောက်ပါပြီဗီဒီယိုကြည့်ပြရလူရောက်ရှင်းနေတော့အားလုံးပဲကြည့်နေပါတယ်ကျွန်တော်နောက်ပိုင်းကျရင်လည်းဒီထက်ကောင်းတဲ့ဗီဒီယိုတွေထုတ်ဖို့ရှိပါတယ်Okay, bye. Hello. See you guys. I'm on time. Bye. Thanks for watching video. Please subscribe and follows.